ဒီနေ့တော့နူးညံ့အိဆက်ပြီးအနံ့ရောအရသာရောအရန်ရှိတဲ့ကြက်ကောင်လုံးကင်နဲ့အာလူကင်လေးလုပ်ပြပါမယ်။ဆက်ကြည့်ပေးပါဦးနော်။ကြက်သားဝယ်ရင်အခုနောက်ပိုင်းစီတီမတ်ကနေပဲဝယ်ဖြစ်တာများပါတယ်။ဈေးလဲတက်တာတယ်တန်လဲတက်ပါတယ်။ရှက်လက်ကကြီးနည်းနည်းထည့်ပြီးရေထည့်ပါမယ်။ကြက်သားစီးတဲ့အခါအညီနဲ့အချွဲတွေထွက်အောင်ပါ။စားလေးနဲ့ကြက်သားရဲ့အတွင်းရောအပြင်ရောတေချာလေးလိုက်ပုတ်ပေးပါပြီးရင်တော့ရေစင်အောင်ဆေးပြီးရေချောက်အောင်ပြန်တုပ်ပေးပါမယ်ကြက်ဖင်စီဘူးကိုလီးထုတ်လိုက်ပါမယ်စားရင်တော့ထည့်လို့ရပါတယ်အရသာနှက်တဲ့အခါအသားရဲစိတ်ဝင်အောင်ခရင်းနဲ့ထိုးပြီးဓာတ်နဲ့မုံပေးပါနော်ပကံနဲ့ချင်းမှုံနနန်စီးမှုံအယောင်တင်မှုံစက်သွန်ဖြူမှုံစားစက်သားမှုံပဲငံပြားရည်အကျဲပြားရည်ပဲငံပြားရည်အနောက်ခရူးစီငရုတ်ကောင်းမှုံနဲ့ rosemary ထည့်ပါမယ်အသားနူအောင်တံမယိုဒီတစ်စိမ့်ညစ်ပါမယ်စီလေးနည်းနည်းဖြန်းပြီးအားလုံးနှံ့သွားအောင်မှွေပေးပါနော်ပြီးရင်တော့စက်သားရဲ့အပြင်ရောအတွင်းရောကိုစွန်နာကအရသာဆက်ထားတာတွေအနှံ့လိုက်တုပ်ပေးပါမယ်အာဗန်နဲ့တစိုထိုးကင်မှာဆိုတော့ဟပြဲကြီးမဖြစ်အောင်အပေါက်ပိတ်ပြီးခြေထောက်တွေကိုအချီနဲ့ချီပေးပါအချိန်ရရင်2နာရီ3နာရီလောက်နှက်ထားပေးပါနော်ပူစားကောင်းပါတယ်အာလူတွေကိုရေပြောင်းဆေးပြီးစားနဲ့ပုတ်ပေးပါအခုမခွာပဲအာလူတွေကိုလီးပြီးရေခဲရီစိန်ထားပါမယ်ငရုတ်ကောင်စားကရဝေးရွက်ထဲအာလူတွေထည့်စီလေးနည်းနည်းဖြန်းပြီးအယောင်တင်မှုတ်ဖြူပြီးနေပေးပါအပူချိန်190 ဒီဂရီဆယ်စီယပ်နဲ့ကြာချိန်10မိနစ်ထားပြီး preheat လုပ်ထားပါမယ်အဲ့ချိန်ကင်မဲ့ဘန်းပေါ်အာလူတွေထည့်ပါမယ်ပြီးရင်တော့အာဗန်နဲ့အာလူဘန်းရဲ့စက်သားတစို့ထိုးထားတာရဲ့ထည့်ပြီးအပူချိန်190 ဒီဂရီဆယ်စီယပ်ကြာချိန်မိနစ်30ထားပြီးကင်ပေးပါမိနစ်30ပြည့်ရင်တော့အာလူတွေကိုဟိုဘက်ပြန်လှန်ပြီးနောက်ထပ်မိနစ်30ထပ်ကင်ပါမယ်အဲ့အချိန်အနံ့ကလည်းတော်တော်လေးမှုေးလာပါပြီအခုဆိုရင်တော့ကြက်ကောင်လုံးကင်ရောအာလူလေးရောရသွားပါပြီအာလူတွေကိုပကံထဲထည့်ပေးပါကြက်တစ်ကောင်လုံးကိုစားရလွယ်အောင်ဓာတ်နဲ့တတုံးစာအတုံးလေးတုံးပေးပါကြက်ကင်နဲ့အလိုက်ဖက်ဆုံးကတော့ကိုကာကိုလာပါရေခဲတုံးပေါ်ကိုကာကိုလာလေးလောင်းကြက်ပေါင်လေးကိုယူကြက်ဖားဆော့စ်လေးနဲ့တို့ပြီးညှိကြည့်လိုက်ပါမယ်တူနဲ့စားရတာအားမရတော့လို့လက်နဲ့ပဲယူစားလိုက်ပါတယ်သူ့အရသာကလေအပြင်အရေခွန်လေးကကျွတ်ပြီးအတွင်းအသားကဆူဆူလေးပါအသားက6မမကြီးမဖြစ်နေလို့တော်တော်လေးစားကောင်းပါတယ်အာလူးလေးကလည်းအီလေးနဲ့ပြီးတော့သူ့ထဲမှာကရဝေးရွက်ထည့်ထားလို့အနံ့ကမှုေးလေးထောပတ်အနံ့လေးနဲ့ဆင်းပါတယ်ချက်ကင်ကိုကိုကာကိုလာလေးနဲ့တွဲစားတော့ perfect ပါပဲရှင် potato vlog လေးကိုကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် Cook, eat, smile